ဒါရီမပြင်းတဲ့၍မန်ယူဖလားရမှာမဟုတ်တော့ မင်္ဂလာပါ24/7 Soccer Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့အားလုံးချစ်တဲ့မန်ယူအသင်းအကြောင်းနည်းနည်းလောက်ပွင့်ပွင့်လင်းလင်းပြောကြရအောင်အခုတလောအသင်းရဲ့ရလက်တွေကိုကြည့်ပြီးပရိသတ်တွေလည်းတော်တော်လေးစိတ်သက်ကြနေကြပြီမဟုတ်လားကျွန်တော်တေချာပေါက်ပြောရတာတခုရှိပါတယ်အခုကျွန်တော်ပြောမယ့်အချက်တွေကိုသာအမြန်ဆုံးမပြင်နိုင်ဘူးဆိုရင်တော့မန်ယူအသင်းဖလားရဖို့ဆိုလားဝေးနေအောင်ပါပဲအဓိကအချက်များပထမဆုံးခန်းစစ်အကြောင်းပြောရအောင်ခန်းစစ်ကတကယ်ကိုစံကာပေါက်ဖြစ်နေတာပါကစားသမားတွေကြားထဲမှာနားလည်မှုလည်းမရှိဘူးနေရာယူတာနေလည်းခဏခဏမှားနေတယ်ခန်းစစ်တန်းကရိုင်နဲ့နေတဲ့ရွေးတော့ဘလို့မှအောင်ဝဲမရနိုင်ပါဘူးနောက်တစ်ခုကကစားသမားတွေရဲ့စိတ်သက်ပိုင်းပါတစ်ဖက်သင်းကဂိုးတကိုးသွင်းလိုက်တာနဲ့အားလုံးကစိတ်သက်တွေကြကုန်ကြတယ်အရင်ခေတ်ကလိုနောက်ဆုံးမိနစ်အထိတိုက်ပွဲဝင်တဲ့စိတ်သက်မျိုး winning mentality ပြန်မရတဲ့ရွေးတော့တို့အသင်းကအရင်လိုဘရင်ကြီးပြန်ခစ်ဖို့မလွယ်ပါဘူးစီမံခန့်ခွဲမှုပိုင်းနီးပြတွေဘလောက်လဲလဲပတ်စံတွေဘလောက်တုံးအနှစ်သာရရှိတဲ့ပြောင်းလဲမှုမရှိရင်တော့အလဟတပါပဲလူဝယ်တာကအစအသင်းရဲ့စီကံပိုင်းအစုံအထက်ပိုင်းကပါဒေတာမကင်တွယ်နိုင်ရင်ဖလားဆိုတာအိမ်မက်ပဲဖြစ်နေအောင်ပါဒါကြောင့်ဒါတွေမဖြစ်သေးရတော့မန်ယူဖလားရမှာမဟုတ်တော့ဘူးလို့ကျွန်တော်ပြောတာပါမိတ်ဆွေတို့ကဘလို့ထင်လဲဗျာအသင်းရဲ့အဓိကစိုးကွက်ကဘာဖြစ်မလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ဗျာ